ချင်းငယ်ချင်းများအားလုံးမင်္ဂလာပါဗျာဘွမ်ကစားတလိုင်းကနေကြိုဆိုပါဗျာလာဗျာမင်းတို့ချင်းကြီးတို့ဒီနေ့ကျတော့ခေါက်ဆွဲလေးကြော်စားဖြစ်လို့မစားရတာလဲတအားလေးကြာပြီဆိုတော့လက်ကူမြတ်ဆန်ကြော်နီလေးနဲ့လာမျှဝေပြန်ရင်ပေါ့နော်အင်းဆုံးတားလေးကျတော့ကျွန်တော်တောင်းထားတဲ့ပစ္စည်းလေးတွေပါနော်ချင်းကြီးတို့လူတိုင်းလေးခဏခဏကြော်စားနေတဲ့အဆအဆတစ်မျိုးလို့လည်းပြောလို့ရတာပေါ့နော်ပစ္စည်းတွေလည်းစုံပြီးဆိုရင်အရင်ဆုံးကျွန်တော်တို့ခေါက်ဆွဲတဲ့အရင်လာပြောမှာပေါ့နော်ယေရှုလာပြီးဆိုရင်ခေါက်ဆွဲတွေထည့်ပေးပါမယ်ကျွန်တော်ကျတော့ခေါက်ဆွဲပြလေးတုံးထားတာပေါ့နော်ကဲလို့ချင်းချင်းတို့ခေါက်ဆွဲလုံးလုံးနဲ့ကြော်မယ်ဆိုရင်လည်းရပါတယ်ဗျပြောနေခေါက်ဆွဲတွေလည်းရနေပြီဆိုရင်တကယ်လို့မသေးချဘူးဆိုရင်တော့ကျွန်တော်တို့နည်းနည်းလောက်ကြိုက်ကြည့်လေးရတာပေါ့နော်တကယ်လို့ကိုလိုတဲ့နဲ့တော်လာလေးရပြီဆိုရင်ရေတော့ဆေးပြီးတော့ရေစစ်ထားပေးပါမယ်ပြီးကျွန်တော်တို့စီလေးနဲ့ငယ်ရင်နေထားပေးမှာပေါ့နော်ဒါမဲ့ကျွန်တော်တို့ပြောတဲ့ခါကျရင်တော့ပြောတဲ့ပတ်ချမ်းမပေးပါနဲ့ပေါ့နော်ချင်းချင်းတို့โอเคပြီးရင်တာတူကြတော့တကယ်လုံးကြည့်တော့ကျွန်တော်နှစ်ချမ်းခွဲထားတာပေါ့နော်ရေစိန်ထားပေးမှာပေါ့နော်ပြီးရင်တော့အတီးရတယ်လာလှီးမှာပေါ့နော်ကြက်သွန်နေကြတော့5ဆိုင်6ဆိုင်လောက်ပေါ့နော်ပြီးတော့ coffee တောက်တွေစင်ပြေတယ်လို့လှီးထားလို့ရတာပေါ့နော်ပြီးတော့ coffee ပန်းပါနဲ့ငယ်ပြင်ထားတာပေါ့နော်ချင်းချင်းတို့တကယ်လို့ချင်းချင်းတို့ဆိုရင်ဗျာခောက်ဆွဲကြော်ဆိုရင်အတီးရတယ်များများကြလာဗျာပြီးရင်မလာဦးနေငယ်လှီးထားပေးမှာပေါ့နော်ပြီးတော့ပေးသည့်ရှေ့ပါနဲ့ငယ်ပြင်ထားပေးမှာပေါ့နော်โอเคပြီးရင်အသားတွေလာလှီးထားပေးပါမယ်ကျွန်တော်ဘာသားသုံးထားပါတယ်เนาะတကယ်လို့ချင်းချင်းတို့ကြက်သားနဲ့ကြော်မယ်ဆိုရင်လည်းရပါတယ်ဗျအသားတွေကျွန်တော်ကသုံးသေးသေးလေးတွေပဲလှီးထားပါတယ်เนาะချင်းချင်းတို့ကဲပစ္စည်းတွေလေးစုံပြီးဆိုရင်ကျွန်တော်တို့မကြော်ခင်မှာခောက်ဆွဲတွေကိုပဲစီနဲ့ခရုစီနဲ့ထည့်ထားပေးပြီးတော့အရင်နေထားပေးမှာပေါ့နော်ကဲဒါဆိုကျွန်တော်တို့လာစကြော်တော့ပါမယ်เนาะစီထည့်ပေးပါမယ်စီပူလာပြီးဆိုရင်နွေးမုတ်ထည့်ပေးပါမယ်ပြီးတော့ကြက်သွန်တွေထည့်ပေးပြီးတော့နည်းနည်းနော်တော့အောင်အရင်ကြော်ပေးပါမယ်ပြီးကျွန်တော်တို့အသားလေးတွေထည့်ပေးမှာပေါ့နော်ခဲကျွန်တော်တို့နဲ့ငယ်မှုထားပေးပြီးတော့ကြက်သားမုတ်ထည့်ပေးပါမယ်ပြီးတော့ပဲငံပြရည်ကြီးဖုံးစိမ့်ထည့်ပေးပါမယ်ပြီးအသားကြက်တော့အောင်ကျွန်တော်တို့စီရင်တက်ပေးပါမယ်နော်ခဲပြီးရင်မလဦးနီတွေပဲတီးတွေကော်ဖီပန်းတွေထည့်ပေးပါမယ်နည်းနည်းနော်တော့အောင်ကျွန်တော်တို့စီရင်တက်ပေးမှာပေါ့နော်အခုကျွန်တော်ကြော်နီးနဲ့ချစ်ငယ်ချင်းနဲ့ကြော်နီးနဲ့တူချမလားမသိဘူးเนาะချစ်ငယ်ချင်းတို့โอเคပြီးရင်ကျွန်တော်တို့ကော်ဖီတောက်ထည့်ပေးပါမယ်ပြီးအားလုံးတမတော်ကျွန်တော်တို့နဲ့ငယ်ထပ်မှွေထားပေးပါမယ်ပြီးအရတာလာဆက်မှာပေါ့နော်စားထည့်ပေးပါမယ်ချုံမုတ်ထည့်ပေးပါမယ်ပြီးတော့တကြားထည့်ပေးပါမယ်ပြီးရင်ခရုစီထည့်ပေးပါမယ်စားကြတော့ကျွန်တော်တို့အများကြီးမထည့်ဘူးเนาะချစ်ငယ်ချင်းတို့ပြီးရင်ပဲငံပြရင်တော့ထည့်ပေးပါမယ်ကြာညိုလို့လည်းခေါ်ကြပါတယ်เนาะပြီးတော့ပဲစီလို့လည်းခေါ်ကြပါတယ်เนาะပြီးအားလုံးတမတော်ကျွန်တော်တို့ပြန်ကြော်ဝပေးပါမယ်ကျွန်တော်အိုးကဖြည်းဖြည်းလေးနဲ့သေးလာတယ်လို့မျိုးပဲเนาะချင်းချင်းတို့ခောက်ဆွဲကမထည့်ရသေးဘူးเนาะโอเคအရော့တွေကျက်သွားတဲ့ဒီကျွန်တော်တို့အရင်ကြော်ဝပေးမှာပေါ့เนาะကဲအရော့တွေလည်းကျက်သွားပြီးဆိုရင်အရတာလေးမြည်ကြည့်ပေးပါမယ်လိုတာထပ်ထည့်လို့ရပါတယ်ဗျချင်းကြီးတို့ကျွန်တော်တအားတော့ငံပတ်ချက်မပေးပါသေးဘူးပေါ့เนาะပြီးရင်ဓာတုတွေထည့်ပေးပါမယ်နင်းငယ်ထပ်မှွေထားပေးပြီးတော့ခောက်ဆွဲတွေထည့်ပေးမယ်เนาะပြီးအားလုံးတမနဲ့ကျွန်တော်တို့ပြန်ကြော်ပေးမှာပေါ့နော်မီးလေးရှော့ပေးပြီးတော့နည်းနည်းလေးမှွေရတာနည်းနည်းခက်နေတာပေါ့နော်ချင်းကြီးတို့ခဲကျွန်တော်တို့ကြော်လို့မှွေလဲအားလုံးတမနဲ့ပြီးဆိုရင်အရတာလေးနည်းနည်းမြည်ကြည့်ပေးမှာပေါ့နော်လူတာတက်လို့ရပါတယ်ဗျချင်းကြီးတို့မှငံပေါ်တော့ပါပေါ်တော့ပေါ့နော်တကယ်လို့ငံပေါ်မယ်ဆိုရင်တော့ပင်ငံပြရည်ကြီးတို့ပါတို့ထည့်လို့ရပါတယ်နော်ခယူစီတို့တကယ်လို့ကိုလိုတဲ့ရတာလေးရနေပြီဆိုရင်ဒါကြတော့စားလို့ရပါဗျာလိုမျိုးကျွန်တော်ပြင်ထားတာမြင်ပြီးတော့တရေရုံကြမှာလားဗျာတကယ်လို့ချင်းကြီးတို့ကြည့်ပြီးတော့ကြည့်မယ်ဆိုရင်ကိုယ်တိုင်လိုက်ကြော်စမ်းကြည့်ကြရအောင်နော်သုံးလို့မယ်ဆိုရင်ရှယ်ယူထားလို့ရပါတယ်ဗျအခုလိုမျိုးကျွန်တော်ရုပ်ဗီဒီယိုလေးကိုကောင်းတဲ့ထိလာရအပေးတဲ့ချင်းချင်းတို့အကုန်လုံးကိုအထူးကျေးဇူးတင်ပါတယ်ဗျတကယ်လို့ကျွန်တော်ရုပ်ဗီဒီယိုလေးကိုကြည့်မယ်ဆိုရင် like share follow လောက်ထပ်ပေးပါလို့တောင်းဆိုချင်ပါတယ်ဗျနောက်ဗီဒီယိုတင်မှပြန်ဆောင်မယ်နော်ချင်းချင်းတို့တာ